နှစ်စဉ်နှစ်တိုင်းကွန်တိန်နာအလုံးကြီးအနည်းဆုံးထောင်နဲ့ချီပြီးသမုဒ္ဒရာတွေကိုပြုတ်ချလိရှိပါတယ်။အချို့သောကွန်တိန်နာတွေထဲမှာဆိုရင်ငွေကျပ်တန်းပေါင်းများစွာတန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေပါရှိတတ်ပါတယ်။ဒါပေမဲ့လူအများစုမတိကျတဲ့အချက်ကတော့ပင်ပေါ်အများစုဟာအထဲမှာအဖိုးတန်ပစ္စည်းတွေပါမှန်တိလျက်နေတော့အဲ့ဒီကွန်တိန်နာတွေကိုဆယ်ယူဖို့ချက်ချင်းရက်နာလည်းမရှိကြပါဘူး။အဲ့ဒီလိုမရက်ရတဲ့အကြောင်းရင်းကအချိန်ကြောင့်တွေမဟုတ်ပါဘူး။လိုင်းလေပြင်းထန်နေတဲ့အခြေအနေမှာတင်းဘောကိုအရှိန်လျှော့တာဒါမှမဟုတ်ကွန်တိန်နာကိုပြန်မတင်ဖို့စူးစမ်းတာဟာတင်းဘောရဲ့ဟန်ချက်ကိုပြည့်စီပြီးကြန့်ရှိနေတဲ့ကွန်တိန်နာတွေပါထပ်မံပြုတ်ကျကုန်ဖို့အခွင့်အလမ်းပိုများသွားစေနိုင်လို့ဖြစ်ပါတယ်။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ပြန်လဲဆယ်ယူစရိတ်ဟာအထူးသဖြင့်ပင်လယ်နက်ထဲမှာဆိုရင်ကုန်ပစ္စည်းတန်ဖိုးထပ်ထောင်ပိုမိုမြင့်မားနေနိုင်လို့ပါပဲ။ကုန်ပစ္စည်းအများစုမှာအာမခံရှိနေတတ်ပေမဲ့လည်းဒီလိုဆုံးရှုံးမှုတွေဟာ logistic ကုန်ကျစရိတ်အချိန်နဲ့တည်ယူပို့ဆောင်ရေးစနစ်တွေကိုထိခိုက်စေပါတယ်။ဒါကြောင့်မို့လို့အခြေအနေအတော်များများမှာအဲ့ဒီကွန်တိန်နာတွေကိုပင်လယ်ထဲမှာပဲနစ်မြုပ်သွားအောင်ထားလိုက်ကြပြီးဘယ်တော့မှပြန်မဆယ်ယူကြတော့ပါဘူး။အကြောင်းကတော့ကွန်တိန်နာတစ်လုံးကိုပြန်ဆယ်ဖို့စူးစမ်းခြင်းဟာပုံမကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့လဲလွယ်လိုက်ရတယ်လို့ထင်နိုင်လို့ပါပဲ။